အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာစက်သားမယံပြကြရခိုင်ကြလေးချက်ပြတော့မှာဖြစ်ပါတယ်။ဘာဝင်ပစ္စည်းနေနေကတော့စက်သွန်ဖြူမြို့သီးစိမ်ပင်စိမ်မယံပြစက်သားတို့ဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခါအနေနဲ့အသေးစိတ်လေးပြပြမယ်နော်မြို့သီးစိမ်စက်သွန်ဖြူမယံပြပင်စိမ်စက်သားတို့ဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့ရေစီးပြီးသားစက်သားကိုနှလုံးနဲ့ထည့်လိုက်ပါပြီးရင်စားလေးထည့်လိုက်ပါခင်ဗျာပြီးရင်ထောင်းထားပြီးသားစက်သွန်ဖြူမရကောင်းလေးကိုရိုးထည့်ပြီးထောင်းထားတဲ့မြို့သီးစိမ်ကိုပါထည့်ပြီးစက်သားကိုနေပေးရမှာဖြစ်ပါတယ်ခင်ဗျာအသားလေးကိုစိတ်ဝင်အောင်ကြာကြီးနေပေးရမှာဖြစ်ပါတယ်ဒီနီယိုကိုမီးပူပေးပြီးစီလေးထည့်လိုက်ပါကျွန်တော်ကတော့စီနေတွေထည့်လို့ထည့်ပါတယ်ပြီးရင်ဆူလာပြီးဆိုတာနဲ့တင်လိထားတဲ့စက်သွန်လေးကိုစီယိုတွေထည့်တာဝေပေးလိုက်ပါခင်ဗျာပြီးရင်ခဏကနေထားတဲ့စက်သားလေးကိုထည့်ပြီးတော့ကြော်ရမှာဖြစ်ပါတယ်စက်သားလေးတွေကြော်လို့နည်းနည်းနူးလာပြီဆိုရင်ပြင်စိမ်းလေးထည့်ရမှာဖြစ်ပါတယ်ပြင်စိမ်းလေးထည့်ပြီးရင်နည်းနည်းလေးထပ်မွေပေးပါတားလေးရင်းလာဆိုရင်ပြင်းကြိုင်လေးနဲ့ထည့်ပြီးတော့ထပ်မပေးလိုက်ပါနော်ပြီးရင်ရေလေးနည်းနည်းထည့်ပြီးတော့အောင်းအောင်ပြီးတော့ရှက်ထားလိုက်မှဖြစ်ပါခင်ဗျာကဲနောက်ဆုံးမှာတော့စက်သားမယံပြချက်လေးရပါမယ်ခင်ဗျာခုလိုချစ်ချူပေးရတဲ့ချစ်အထူးတင်ချပါမယ်ခင်ဗျာကာယလက်ပါရဲ့နေ့ရက်လေးကိုပတ်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရနော်